Harry Potter and the Philosopher's Stone တညမှာတော့လမ်းမီတိုင်းလေးတွေတစ်ခုပြီးတစ်ခုမှိတ်သွားပြီးတော့ထူးဆန်းတဲ့အဖိုးအို Albus Dumbledore နဲ့ကျောင်းအိုကြီးဘွားကနေလူအဖြစ်ပြောင်းလဲလာတဲ့ Professor McGonagall တို့တွေ့ဆုံခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ပေါ်ကနေပြန်တန်းလာတဲ့ဆိုင်ကယ်ကြီးတစ်စီးနဲ့အတူလူကောင်ကြီးမှလာတဲ့ Hagrid ရောက်ရှိလာပါတယ်။သူ့ရဲ့ရင်ခွင်ထဲမှာတော့နဖူးမှာလက်ရှိကျောင်းပုံစံအမာရွတ်လေးနဲ့ခလီးငယ်တလောက်ပါလာခဲ့တယ်။သူကတော့နောက်တစ်ချိန်မှာ The Boy Who Lived လို့လူသိညာလာမယ် Harry Potter ပါပဲ။ Harry ကိုတာမန်လူသား Muggle တွေဖြစ်တဲ့သူ့ရဲ့ဦးလေးနဲ့ဒေါ်လေးအိမ်ရှိမှာထားရစ်ထဲကြပါရဲ့။ Harry ဟာသူ့ကိုနှိမ့်ဆက်တတ်တဲ့ Dursley တို့မိသားစုနဲ့အတူလေကားအောက်ကအခန်းချင်းလေးထဲမှာ17နှစ်တိုင်ပုံအောင်နေထိုင်ခဲ့ရရဲ့။ဒါပေမဲ့သူ့ရဲ့17နှစ်ပြည့်မွေးနေ့နီးလာတဲ့အခါမှာတော့ထူးဆန်းတဲ့သစိတ်ခတ်နှိပ်ထားတဲ့စာအိတ်တွေတဖွဲဖွဲရောက်လာပါတော့တယ်။ဦးလေးဖြစ်သူကစာတွေကိုဘလောက်ပဲဖြည့်ဆည်းဖြစ်ပါစေနောက်ဆုံးမှာတော့ Hagrid ကိုယ်တိုင်တကားကိုရိုက်ချိုးပြီးရောက်လာခဲ့ပါတယ်။ Harry မင်းကမော်ဆရာတယောက်ပဲဆိုတဲ့စကားတစ်ခုက Harry ရဲ့ဘဝကိုထာဝရပြောင်းလဲစေခဲ့တာပေါ့။ Hagrid က Harry ကိုခေါ်ပြီးမော်ပစ္စည်းတွေရောင်းချတဲ့ Diagon Alley ကိုတွားခဲ့ကြပါတယ်။အဲ့ဒီမှာ Harry ကခါမှမမြင်ဘူးတဲ့ပြန်လွှားသူမျက်စိတွေမော်ဆေးရည်တွေနဲ့ဖိနှက်နေတာကိုတွေ့လာရတယ်။အဲ့ဒီနောက်မှာတော့ King's Cross ဘူတာယုံရဲ့နိုင်ရန်ကိုဖျက်ကျော်ပြီး Platform 9.34 ကနေ Hogwarts မော်ကျောင်းတော်ကြီးစီကိုဦးတည်တဲ့ယထာနီကြီးကိုစီးခဲ့ပါတယ်။ယထာပေါ်မှာတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်လာမဲ့ Ron Weasley နဲ့ Hermione Granger တို့နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။လေငယ်လေးတွေစီးပြီးရောက်ရှိလာတဲ့ Hogwarts ရဲ့တိုက်ကြီးဟာမောင်မဲနေတဲ့ညာဖတ်မှာအရန်ကိုခံညာလွန်လာပါတယ်။ကျောင်းရောက်တော့ Sorting Hat မော်ဦးထုတ်က Harry ကိုသူ့ရဲ့တတိနဲ့စိတ်သက်ခိုင်မာမှုကြောင့် Gryffindor အဆောင်ကိုရွေးချယ်ပေးခဲ့ပါတယ်။ Harry ဟာကျောင်းမှာမော်အသက်တွေတင်ရင်သူ့မိဘတွေကိုတတ်ခဲ့တဲ့မော်ဆိုးကြီး Voldemort အကြောင်းနဲ့ကျောင်းထဲမှာဝတ်ထားတဲ့လှုပ်ရွှေ့ချက်တစ်ခုအကြောင်းကိုစတင်စုံစမ်းမိပါတော့တယ်။ Harry, Ron နဲ့ Hermione လို့၃ယောက်ဟာကျောင်းရဲ့ဓာတ်မြစ်ထားတဲ့တတိယထပ်မှာကောင်းသုံးလုံးပါတဲ့ခွေးကြီး Fluffy စောင့်နေတဲ့အရာတစ်ခုရှိကြောင်းသိသွားကြတယ်။အဲ့ဒါကတော့တေချင်းတရားကိုအောင်နိုင်စေတဲ့ Philosopher's Stone မော်ကျောက်တုံးပါပဲ။အဲ့ဒီကျောက်တုံးကိုဆရာတယောက်ဖြစ်တဲ့ Snape ကခိုးဖို့ကြိုးစားနေတယ်လို့သူတို့အထင်မှားထင်ကြပါတယ်။ဆက်ရှိန်အမြင့်ဆုံးအခန်းပါတော့သူတို့တငယ်ချင်း၃ယောက်ဟာအသက်အန္တရာယ်ရှိရဲ့မော်ထောင်ချောက်တွေကိုရဲရဲဝံ့ဝံ့ကြော်ဖြတ်ခဲ့ရပါတယ်။ Ron ကမော်စတူရင်ခုံမှာသူ့ကိုယ်သူအနစ်နာခိုင်းကစားပေးခဲ့ပြီး Harry ကိုရှေ့ဆက်ခိုင်းခဲ့တယ်။ Harry နောက်ဆုံးအခန်းကိုရောက်သွားတဲ့အခါမှာတော့သူထင်ခေါ်တဲ့ Snape မဟုတ်ပဲအေးဆေးပုံစံရှိတဲ့ Professor Quirrell ကိုတွေ့လိုက်ရတယ်။တကယ်တော့ Quirrell ရဲ့ခေါင်းနောက်ဖက်မှာ Voldemort ရဲ့မျက်နှာကကပ်ညီနေလာပါ။ဒါပေမဲ့ Harry ရဲ့နှလုံးသားထဲမှာရှိတဲ့စင်ကြယ်တဲ့စိတ်ထားကြောင့်မော်ကျောက်တုံးဟာ Harry ရဲ့အိတ်ကပ်ထဲကိုအလိုအလောက်ရောက်ရှိလာပါတယ်။ Voldemort ဟာ Harry ကိုထိတွေ့ဖို့ကြိုးစားပေမဲ့ Harry ရဲ့အမိပေးခဲ့တဲ့မေတ္တာဆိုတဲ့အကာအကွယ်ကြောင့် Quirrell ရဲ့ခန္ဓာကိုယ်ဟာပြာအဖြစ်ကြေမွဲသွားပြီး Voldemort ရဲ့ဝိညာဉ်ဟာထွက်ပြေးသွားပါတော့တယ်။ဇလန်အဆုံးမှာတော့ Harry ဟာစေယုံကိုတင်ပေါ်မှာနိုးလာပြီး Dumbledore ရဲ့ရှင်းပြချက်တွေကြောင့်အရာအလုံးကိုနားလည်သွားပါတယ်။ Gryffindor အဆောင်ဟာလည်း Harry တို့ရဲ့စွမ်းဆောင်မှုကြောင့်အဆောင်လိုက်ဖလားကိုရရှိသွားပြီး Harry အတွက်တော့ Hogwarts ဟာသူတကယ်ပိုင်ဆိုင်တဲ့အိမ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။